ကျွန်တော်ဒီနေ့တင်ပြမယ့်အကြောင်းအရာကတော့ Pride Month ဖြစ်ပေါ်လာပုံသမိုင်းကြောင်းဖြစ်ပါတယ်။ Pride Month ဆိုတာအခုဂျွန်လကိုခေါ်တာဖြစ်ပါတယ်။အားလုံးသတိထားမိကြပါလိမ့်မယ်။အထူးသဖြင့်လူငယ်တွေဆိုလို့ရှိရင်ပိုပြီးသတိထားမိကြမှာဖြစ်ပါတယ်။ထိုင်းနိုင်ငံမှာဆိုလို့ရှိရင်ဂျွန်လရောက်ပြီဆိုလို့ရှိရင်တက်တက်ရောင်အလံတွေလွှင့်ထူပြီးတော့မှမျိုးစုံဝတ်စားဆင်ရင်မှုတွေနဲ့ LGBT အခွင့်အရေးလိင်တူရှိသူအခွင့်အရေးအတွက်လေးလေဆန္ဒပြရှိတာမျိုးတွေ entertainment မျိုးစုံပြုလုပ်ကြတာမျိုးတွေကိုတွေ့ဖူးကြပါလိမ့်မယ်။မြန်မာနိုင်ငံမှာဆိုလို့ရှိရင်လည်းအနောက်နိုင်ငံတန်ယုံတချို့နဲ့ NGO တချို့အကြောင်းတချို့စီးပွားရေးလုပ်ငန်းတချို့ရဲ့ page ကနေ Facebook page ကနေဂျွန်လရောက်ပြီဆိုတာနဲ့ Pride Month ဆိုပြီးတော့မှ profile ရှင်းတာမျိုးတွေ post တင်တာမျိုးတွေလည်းမြင်ဖူးကြပါလိမ့်မယ်။ Pride Month ရဲ့အဓိပ္ပာယ်ကတော့ LGBT ဖြစ်တည်မှုဟာကွေပြားလာသောလူသားဖြစ်တည်မှုထေကတစ်ခုသာဖြစ်လို့သိငယ်စရာရှက်စရာအလို့ခံယူစရာမလိုဘူး။ကိုယုံကြည်မှုအပြည့်နဲ့ယက်တီဂုဏ်ယူလို့ရကြောင်းဖော်ထုတ်တဲ့လလို့လည်းပြောလို့ရပါတယ်။ LGBT အတိုင်းအဝိုင်းဟာဆိုလို့ရှိရင်လူသမိုင်းတောက်လျှောက်မှာဆိုလို့ရှိရင်ခွဲခြားဆက်ဆံမှုပေါင်းများစွာကိုခံကြရတာဖြစ်ပါတယ်။ LGBT အတိုင်းအဝိုင်းရဲ့သမိုင်းအဆက်ဆက်ဖိနှိပ်ခံရမှုအဲ့ဒီဖိနှိပ်ခံရမှုတွေကိုတွန်းလှန်ခေမှုသမိုင်းတွေနဲ့လက်ရှိဖိနှိပ်ခံနေရမှုအခြေအနေတွေကိုတွန်းလှန်တဲ့လလို့လည်းအတိတ်ပဲဖွင့်လို့ရပါတယ်။ဆိုတော့ Pride Month ကဘယ်လိုဖြစ်လာခဲ့လဲဆိုလို့ရှိရင် American နိုင်ငံ New York မြို့53 Crystal မှာလက်မှာတရှိတဲ့ Stonewall Inn လို့ခေါ်တဲ့လင်လူရှိသူတွေမောင်ခိုစုဝေးတဲ့ဘားတစ်ခုကို1969ခုနှစ်ဂျုံ28မှာရဲတွေဝင်ရောက်စီးနှင်းဖမ်းဆီးရာကနေဖြစ်ခဲ့တဲ့ရဲတွေနဲ့လင်လူရှိသူတွေကြားဖြစ်ခဲ့တဲ့အဓိကရုဏ်းကိုအဆွေပြုပြီးတော့မှ Pride Month လို့ခေါ်လာတာဖြစ်ပါတယ်။1950-60 ဝန်းကျင်အချိန်တွေမှာ American နိုင်ငံရဲ့ပြည်နယ်49ခုမှာလိင်လူရှိသူဖြစ်မှုဟာဥပဒေအရပြစ်မှုမြောက်နေဆဲဖြစ်ပါတယ်။ဝတ်ဆက်ဆင်ရင်မှုနဲ့ပတ်သက်လို့ရှိရင်လည်းအမျိုးသားတစ်ယောက်ဟာအမျိုးသမီးတစ်ယောက်လိုဝတ်ဆက်ဆင်ရင်ပိုင်ခွင့်လည်းမရှိသလိုအမျိုးသမီးတစ်ယောက်ကလည်းအမျိုးသားတစ်ယောက်လိုဝတ်ဆက်ဆင်ရင်ပိုင်ခွင့်ကလည်းမရှိပါဘူး။ဒီလိုဥပဒေတွေရှိနေတာကြောင့်လိင်လူရှိသူတွေဟာမောင်ခိုလူမသိအောင်ပဲတွေ့ကြရပြီးလိင်လူရှိသူရှိုးဝတွေ့ဆုံတဲ့ဘားတွေဟာလည်းAmerican နိုင်ငံရဲ့ဥပဒေအရမှောင်ခိုဘားတွေဖြစ်လာခဲ့ပါတော့တယ်။ဒီလိုနဲ့အဲ့ဒီမှောင်ခိုဘားတွေကိုရဲတွေဟာမကြဝင်ရောက်ဖမ်းဆီးတာဝင်ရတာမျိုးတွေလုပ်ကြပါတယ်။တကယ်တော့ဒီဘားတွေဟာမာဖီးယားဂိုင်းကနေပြီးတော့မှဦးစီးပြီးတော့မှရဲတွေကိုလက်ထိုးပြီးဖွင့်ထားတာဖြစ်ပါတယ်။ဒါပေမဲ့မာဖီးယားဂိုင်းသားတွေကိုနှိုင်းကောကအဲ့ဒီလင်ယူရှိသူတွေစူးစေတဲ့ဘားတွေကိုဝင်ပြီးတော့မှမကြာခဏအနိုင်ကျင့်တာနဲ့ငွေညှစ်တာတွေလုပ်သလိုရဲတွေကလည်းမကြာဝင်ရောက်ဖမ်းဆီးငွေညှစ်တာတွေလုပ်ပါတယ်။ဒါပေမဲ့1969ဇွန်လ28ရက်နေ့မှာတော့ဖိနှိပ်မှုပေါင်းများစွာကိုနှစ်ပေါင်းများစွာတီးခံလာကြတဲ့လင်လူရှိသူတွေဟာလုံးဝခေါင်းငုံသိမခံနိုင်တော့ပဲရဲတွေနဲ့ပြဿနာဖြစ်လာခဲ့ကြပါတော့တယ်။အရေးခင်းဖြစ်တဲ့ Stonewall Inn တရှိရလမ်းမှာဆိုလို့ရှိရင်တခြားလိင်လူရှိသူ LGBT တွေစုဝေးတဲ့မှောင်ခိုဘားတွေလည်းရှိနေတော့တခြားဘားတွေကလိင်လူရှိသူတွေကလည်းအဲ့ဒီအရေးခင်းကိုစုဝေးရောက်ရှိလာပြီးတော့မှပြဿနာအစမှလူ100 200ရှိရကနေထောင်ရှိတော့ပါတော့တယ်ဒီလိုနဲ့အရေးခင်းကြီးဟာဂျွန်28ကနေဇူလိုင်3ရက်နေ့ထိတောင်မှကြာမြင့်တော်ခဲ့တာဖြစ်ပါတယ်။Stonewall Innအရေးခင်းဟာဆိုလို့ရှိရင် American နိုင်ငံရဲ့သမိုင်းတစ်လျှောက်မှာအကြီးမားအပြင်းထန်ဆုံးသောလိင်တူရှိသူတွေနဲ့အစိုးရအကြားပထမဆုံးဖြစ်ပေါ်ခဲ့တဲ့အဓိကရုဏ်းကြီးတစ်ခုအဖြစ်မှတ်တမ်းဝင်တော့ခဲ့ပါတယ်။ American ပြည်တွင်းနဲ့ကမ္ဘာတစ်လောကသတင်းစာတွေမှာလည်း Stonewall Inn အကြောင်းကိုအခြေတဝင်းဖော်ပြမှုတွေပြုလုပ်ခဲ့ကြပါတယ်။ Stonewall Inn အရေးအခင်းဟာ American ပြည်တွင်းလိင်တူရှိသူ LGBT အတိုင်းအဝိုင်းကြားမှာမိမိတို့အခွင့်အရေးအတွက်အပြင်းထန်ဆုံးဆက်လက်တိုက်ပွဲဝင်ကြဖို့အတွက်စိတ်ခွင့်အားများစွာတွန်းအားများစွာပေးခဲ့တဲ့အရေးအခင်းကြီးတစ်ခုလည်းဖြစ်လာခဲ့ပါတယ်။ဒီနေရာမှာစဉ်းစားစရာတစ်ခုကအမြဲတမ်းပုံမှန်ဖိနှိပ်ခံနေရတဲ့လူဒန်းစားတရက်ဟာဘာကြောင့်များတွန်းလှန်ဖို့စံတာတွေပြင်ပြလာကြတာလဲဆိုတဲ့မေးခွန်းဖြစ်ပါတယ်။အကြောင်းရင်းကတော့1969မတိုင်ခင်ကတည်းကကြိုးစားခဲ့ကြတဲ့တွန်းအားတွေကြောင့်လည်းပါဝင်တယ်လို့သုံးသပ်သူတချို့ကပြောကြပါတယ်။ American နိုင်ငံမှာက1924ဝန်းကျင်ကတည်းကနေစပြီးတော့မှလိင်တူရှိသူ LGBT တွေရဲ့အခွင့်အရေးအတွက် Society for Human Rights, Mothering Society, Daughters of Bilitis စတဲ့လိင်တူရှိသူအဖွဲ့အစည်းတွေဟာလည်း1960မတိုင်ခင်တည်းကရှိလာခဲ့ကြတာဖြစ်ပါတယ်။ဒါပေမဲ့ဒီအဖွဲ့အစည်းတွေကလူအများကြီးမသိပါဘူးသူတို့ရဲ့လှုပ်ရှားမှုဟာဆိုလို့ရှိရင်လည်းမြေအောက်လှုပ်ရှားမှုလိုမျိုးတိတ်ဆိတ်ပဲလှုပ်ရှားကြတာများပါတယ်ဒီအဖွဲ့အစည်းတွေအဓိကလှုပ်တာဆိုလို့ရှိရင်လိင်လူရှိသူအရှင်းကြားတွေးဆောင်ကြတာရင်ဖွင့်ကြတာလိင်လူရှိသူဖြစ်မှုကိုစိတ်ရောဂါဝေဒနာတစ်ခုအဖြစ်ဖော်ပြလေးရှိတဲ့စိတ်ပညာရှင်အသင်းတွေရဲ့စာစုံတွေကိုရှေ့ပပြီးတော့မှစာရေးတာမျိုးတွေပြုလုပ်လေရှိကြပါတယ်ဒီလိုမျိုးစုဖွဲ့ခဲ့တဲ့ဒီလိုမျိုးစူးစမ်းခဲ့တဲ့ကြိုးပမ်းမှုတွေကြောင့်ပဲ1969 Stonewall Inn အရေးအခင်းမှာဆိုလို့ရှိရင်ဒီလိုတွန်းလှန်ဖို့တွန်းကန်ဖို့အင်အားတွေရှိလာကြတာလေဖြစ်တယ်လို့သုံးသပ်သူတွေကပြောထားတာဖြစ်ပါတယ် Stonewall Inn အရေးခင်းအပြီး1980ဂျွန်28ရက်မှာဆိုလို့ရှိရင်လဲ Stonewall Inn အရေးခင်းကိုအောင်မဲ့သတိရတဲ့အနေနဲ့လိင်လူရှိသူပေါင်းများစွာဟာ Stonewall Inn တရှိရာ Christopher လမ်းမှာစုဝေးဆန္ဒပြပြီးတော့မှလိင်လူရှိသူအခွင့်အရေးအတွက်တောင်းဆိုမှုတွေကိုပေါ်ထင်ပြုလုပ်ခဲ့ကြပါတယ်ဒီလိုမျိုးလေးရှိတဲ့တောင်းဆိုမှုဟာ American နိုင်ငံရဲ့လိင်တူခွင့်ရေးလှုပ်ရှားမှုသမိုင်းမှာလူသိရှင်ကြားပေါ်ထင်တောင်းဆိုဆန္ဒပြမှုတစ်ခုအဖြစ်လဲမှတ်တမ်းဝင်တော့ခဲ့ပါတယ်ဒီလိုမျိုးတောင်းဆိုဆန္ဒပြမှုဟာ
ဟာ American နိုင်ငံတလောကိုလည်းပြန့်နှံ့သွားပြီးနောက်ပိုင်းနှစ်တွေမှာဆိုလို့ရှိရင်လည်းတောက်လျှောက်ဆိုသလို Pride Month လို့သတ်မှတ်ပြီးတော့မှလိင်တူရှိသူအခွင့်အရေးတောင်းဆိုမှုတွေကိုနေလည်ပေါင်းမျိုးစုံနဲ့လှုပ်လာခဲ့ကြတာဖြစ်ပါတယ်1980နောက်ပိုင်းမှာဆိုလို့ရှိရင်လည်းလိင်တူရှိသူတွေဟာစူးစမ်းမှုတွေပိုပြီးအားကောင်းလာပြီးတော့မှလိင်တူရှိသူအခွင့်အရေးတွေကိုတောက်လျှောက်ဆိုသလိုပြင်းပြင်းထန်ထန်တောင်းဆိုမှုတွေတိုက်ပွဲဝင်မှုတွေပြုလုပ်ခဲ့ကြပါတော့တယ်ဒီထဲမှာဆိုလို့ရှိရင် Gay Liberation Front လို့ဆိုလို့ရှိရင်လည်းနာမည်ကြီးတဲ့အဖွဲ့အစည်းတစ်ခုအနေဖြင့်ထင်ရှားပါတယ်ဒီလိုမျိုးဇက်တိုက်ကြိုးပမ်းမှုတွေကြောင့်1983မှာဆိုလို့ရှိရင်လည်း APA လို့ခေါ်တဲ့ American Psychiatric Association ကလည်းလိင်တူရှိသူဖြစ်မှုကိုစိတ်ယောဂဝေဒနာတစ်ခုအဖြစ်သတ်မှတ်ထားရကနေဖေရှားခဲ့လိုက်ပါတယ်အဲ့ဒီနောက်ပိုင်းနှစ်တွေမှာဆိုလို့ရှိရင်လည်း American နိုင်ငံတဝန်းလုံးမှာဆိုလို့ရှိရင်လိင်တူရှိသူဖြစ်မှုကိုပြစ်မှုမြောက်စေတဲ့ဥပဒေတွေကိုတဖြည်းဖြည်းနဲ့ရှော့ချမှုတွေပြုလုပ်လာခဲ့ကြတာဖြစ်ပါတယ်1999ခုနှစ်မှာဆိုလို့ရှိရင်လည်း American သမ္မတ Bill Clinton ကိုနိုင်ကိုကဂျွန်လကို American နိုင်ငံရဲ့ Pride Month အဖြစ်အသိအမှတ်ပြုခဲ့ပါတယ်ဒီလိုနဲ့ပဲနောက်ပိုင်းနှစ်တွေမှာဆိုလို့ရှိရင် Pride Month အတွက်လှုပ်ရှားမှုတွေတကမ္ဘာလုံးကိုပို့ပြီးတော့မှပြန့်နှံ့မှုတွေရှိလာခဲ့ပါတယ်2016ခုနှစ်မှာဆိုလို့ရှိရင်လည်း American သမ္မတ Barack Obama က Stonewall Inn ကို American နိုင်ငံရဲ့အမျိုးသားပြတိုက်အဖြစ်အသိအမှတ်ပြုခဲ့ပါတယ်အခုနောက်ပိုင်းနှစ်တွေမှာဆိုလို့ရှိရင် Pride Month ကိုဂုဏ်ယူဝင်းကြောစွာနဲ့ကျင်းပတဲ့အလေးချိန်ဟာဆိုလို့ရှိရင်အရှေ့တောင်အာရှဒေသကိုလည်းရောက်လာခဲ့ပြီဖြစ်ပါတယ်ဒါပေမဲ့တကယ်တော့လိင်တူရှစ်သူအခွင့်အရေးတွေကိုလေးစားတန်ဖိုးထားတာလိင်တူရှစ်သူဖြစ်တည်မှုတွေကိုလက်ခံတာဟာ American နိုင်ငံကနေဆင်းသက်လာတာတခုတည်းတော့မဟုတ်ပါဘူးဥပမာအိန္ဒိယလိုမျိုးအရှေ့တောင်အာရှနိုင်ငံတချို့လိုမျိုးမှာဆိုလို့ရှိရင်သူတို့ရဲ့သမိုင်းစာမျက်နှာတွေကိုနှိုက်မှာကဒီလိင်တူရှစ်သူတွေရဲ့သမိုင်းကြောက်တွေလိင်တူရှစ်သူတွေရဲ့ဇက်လန်းတွေပုံမြင်တွေကရှိပြီးသားဖြစ်ပါတယ်။ဟာဝိုင်ကျွန်းစုမှာဆိုလို့ရှိရင်လည်းလိင်တူရှစ်သူတွေဟာသူတို့ရဲ့ရိုးရာယဉ်ကျေးမှုအစဉ်လာအရကိုလက်ခံတဲ့နယူးဇီလန်နာဝန်းကျင်ကသမုဒ္ဒရာကျွန်းစုမှာဆိုလို့ရှိရင်လည်းလိင်တူရှစ်သူတွေကိုလက်ခံတဲ့ယဉ်ကျေးမှုတွေကသူတို့ရဲ့ယဉ်ကျေးမှုအစဉ်လာအရကိုရှိတာဖြစ်ပါတယ်။နောက်ဆုံးနင်းကုန်းရှုံးအနေနဲ့ပြောချင်တာကတော့LGBT ဖြစ်တည်မှုလိင်တူရှစ်သူဖြစ်တည်မှုဟာအပြစ်တစ်ခုလုံးဝမဟုတ်သလိုအတိတ်ဘောကကုသိုလ်ကံမကောင်းလို့ဝက်ချေပိဆက်နေရသူတွေအဖြစ်လဲရှုမြင်စရာမလိုပါဘူးဒါဟာလူသားဖြစ်တည်မှုထဲကမတူညီတဲ့ဖြစ်တည်မှုတစ်ခုသာဖြစ်လို့ခွဲခြားဆက်ဆံခြင်းကဲ့ရဲ့လောင်ပြင်ရှင်းတွေကိုမပြုတ်လို့ပဲအရှင်းရှင်းအပြန်လဲလေးစားပြီးပုံမကောင်းဝင်တဲ့လူပေါင်းအဖွဲ့အစည်းတစ်ခုကိုတိဆောက်တော့ရအောင်လို့ပြောကြရင်လည်းဒီမှာနေကုန်းလျှောက်လိုက်ရပါတယ်အားလုံးကျေးဇူးများတင်ပါတယ်